စိတ်တွေလည်းရှုပ်ပါတယ်ဒီဖက်နှက်ကိုဖြတ်စည်းလိုက်တာပဲကောင်းဖြတ်စည်းမဲ့ဆိုလို့ကျွန်တော်ဒီဓာတ်နဲ့ဖြတ်စည်းမှာတော့မဟုတ်ပါဘူးကျွန်တော်ဒီ customize လုပ်သွားမှာကိုပြောတာပါဟုတ်ပါတယ်ကျွန်တော်ဒီ customize လုပ်မှာကိုပြောတာပါဒီဖက်နှက်လေးကိုကျွန်တော် course scale ကိုသိနေတာပေါ့နော်ဖက်နှက်လေးက customize လုပ်ပြီးပို့လှသွားဖို့ထပ်ဖြတ်စည်းသွားဖို့ပုံများနေတယ်အဲ့တော့ကျွန်တော်ဖြတ်စည်းတော့မယ်လို့ပြောတာပါအဲ့တော့စလိုက်ရအောင်ဒါလေးကတော့ဖက်နှက်လေးရဲ့ before ပေါ့နော်လေးကတော့ဖက်နှက်လေးရဲ့ before ပေါ့နော်ဒါကကြတော့ after ပေါ့နော်ကျွန်တော်တစ်ဖက်ကို design တစ်မျိုးဆွဲထားတာပါတစ်ဖက်မှာကျတော့ကျွန်တော် Nike swoosh ကိုဒီ me top ပုံစံမျိုးလေးနဲ့လုပ်ထားတယ်အတွင်းဘက်က Nike swoosh ကိုဒီတွေးထွက်နေတဲ့ဟာလေးနဲ့ကျွန်တော်ရဲ့နာမည် initial ကိုကျွန်တော်ထည့်ထားတယ်နောက်ဖက်တော့ဘာမှမလုပ်ထားဘူးပေါ့နော်ဒါလေးကတော့ဖက်နှက်တစ်ဖက်ပါနောက်တစ်ဖက်မှာကျတော့ကျွန်တော်ဟိုဘက်လောက်တော့အားမရဘူးဒီမှာ Nike swoosh ကိုကျွန်တော်ဒီမိုးချိုးပစ်ထားတဲ့ပုံစံလိုမျိုးရက်စီးပုံစံမျိုးလေးလုပ်ထားတယ်တိမ်နေကြတဲ့မှာပေါ့နော်တိမ်နေကြတဲ့ရက်စီးပုံလေးလုပ်ထားတယ်အတွင်းဘက်မှာကျတော့ကျွန်တော်ရဲ့နာမည်တစ်သူကိုကျွန်တော်ဒီရေတွေဖိတ်တဲ့ပုံစံလိုမျိုးရေ drop စေကြတဲ့ပုံမျိုးကျွန်တော်ကဒါပျော်လို့ရှောက်လို့တာပါကျွန်တော်ပါတယ်ဘယ်သူကြိုက်မကြိုက်ကျွန်တော်ကတော့ကြိုက်ကမှာပါပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင် customize လုပ်ထားတာ哦 professional မဟုတ်ပါဘူးဝါနာရရှောက်လုပ်ထားတာအဲ့တော့ဒါလေးနဲ့ကိုတင်ဖို့ပဲလို့တော့